အားလုံးပဲမင်္ဂလာပါခင်ဗျာ Nice Story Audio Book Channel ကနေပြည်သက်များကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပြည်သက်များနားဆင်ဖို့အတွက်တည်တော်သူပြီးတော့အသက်ဆိုတဲ့ဇာတ်လမ်းလေးကိုကျွန်တော်ကိုထက်ကတင်ဆက်ပေးသွားပါမယ်ဇာတ်လမ်းလေးကိုအစကနေအဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်ခင်ဗျာသူ့အလုပ်ကမဟုတ်ဆိုနေတာကယူမတောင်ကြီးဘေးကအင်ဂျီ30လောက်ရှိတဲ့တောရွာလေးမှာတရွာလုံးမှာမဟုတ်ဆိုအလုပ်လုပ်တာဆိုလို့သူတယောက်ပဲရှိပါတယ်ကျန်တာတွေကမီယူဖလာတောင်သူရခုတ်လုပ်ငန်းလုပ်ကန်ကြသူတွေပါဖိုးတီတို့ကမုတ်ဆိုးမျိုးရိုးရှိသူတွေပါသူ့ဖိုးစီကသူ့ဖေကမုတ်ဆိုးပညာကိုဆက်ခံပါတယ်သူကတော့သူ့ဖေစီကလက်စင်ကန်အမွေကိုယူထားတာပါတယ်တမီတို့တယောက်ထုံးလို့ဆိုရလောက်အောင်ဖိုးတီကဘောတူမုတ်ဆိုးသမားတွေလေးစားရလောက်တဲ့ဆရာကြပါတယ်မုတ်ဆိုးလောကမှာသူ့ကိုတခြားနာမည်တစ်ခုပေးထားတာရှိပါသေးတယ်ပြင်မလွဲဖိုးတီတဲ့နာမည်နဲ့လိုက်အောင်လဲသူ့ပြစ်ချက်တိုင်းကလွဲခဲ့ပါတယ်တခြားမုတ်ဆိုးတွေတောတက်ရင်လက်ပလာနဲ့ပြန်လာရပါလိမ့်မယ်ဖိုးတီကတော့တောပစ်ထွက်ရင်အနည်းဆုံးဂျီတကောင်လောက်တော့ပါလာတတ်ပါတယ်ဒါကြောင့်လဲသူတို့နေမှာဖိုးတီကိုအတော်ဆုံးမုတ်ဆိုးအဖြစ်တညီတညွတ်ထဲလက်ခံထားကြတာပါပဲဖိုးတီအသက်က30နီးပါးတကူတဲ့လူမျိုးကြီးဖြစ်ပြီးတော့အိမ်မှာတော့သူကအငယ်ဆုံးတခြားအသူကိုတွေအမတွေကအိမ်အောင်ကြကုန်ကြပါပြီသူကတော့အခုထိနာမည်နဲ့လိုက်အောင်လို့ပေလို့တီလို့ကောင်းနေတော့မှာပဲအားရှိတနတ်တလက်နဲ့တောထဲလျှောက်သွားနေတတ်ပါတယ်သူကတောပြစ်တွေတိုင်းတယောက်တည်းထွက်လိရှိပြီးအတော်တန်သားကောင်လောက်ကတော့အပြော့တယောက်တည်းကြောပိုးပြီးတည်လာတတ်ပါတယ်လူကအရက်6ပေနီးပါးရင်အုပ်ကြဲကြဲဗလာတောင်းတောင်းနဲ့အားကောင်းတန်မာတဲ့သူတယောက်ပါပဲသားကောင်ကြီးများကိုတော့တောထဲမှာပဲခုတ်ထိတ်ကြက်တိုက်ပြီးတည်လာတတ်ပါတယ်ဒီနေ့မနေ့စောစောသူလက်ဆွဲတော်တူမီသနတ်ကိုသေချာတိုက်ချုပ်ပြင်ဆင်နေချိန်မှာပြုတ်ဒါကိုဖိုးတွေတို့အိမ်ပါလားချမ်းဝါမှာမျက်နှာစင်းဧည့်သည်2ယောက်အားတွေ့လိုက်ရပါတယ်။အော်ဟုတ်ပါတယ်အိမ်နဲ့ကြွကြပါခင်ဗျ။သူတို့2ယောက်မှာဖိုးတွေအနီးဝင်ထိုင်လိုက်ရင်အဖေနဲ့အမေကတော့ဥဖို့သွားဆောင်လို့ကျုပ်တယောက်ထဲအိမ်မှာကြံခဲ့ပါတယ်။နောင်ကြီးတို့ကဘယ်သူနဲ့တွေ့ကျင်တာပါလဲ။ထိုသူ2ယောက်ထဲမှာအသက်ကြီးကြီးလူတယောက်ကကျုပ်တို့ကရှားပင်ကုန်းရွာကပါ။အခုလာတာကကိုဖိုးတွေစီကိုပါပဲ။အထွေထူးကိစ္စရှိလို့လားခင်ဗျ။ပြောရမယ်ဆိုရင်တော့အကူကြီးလာတောင်းလာပဲကိုဖိုးတွေခုတော့ကျုပ်တို့ရွာမှာကြားတော့ကောင်တောင်းချမ်းနေလို့ဗျရွာမှာကလည်းလောက်လာလာမဟုတ်ဆိုမရှိဘူးလေနောက်ပြီးအခုကြားကတော်တော်ဆိုးနေပြီဗျအရင်ကရွာအပြင်ကနွားလောက်ပဲဆွဲတာအခုကရွာထဲထိပါဝင်ပြီးတောင်းချမ်းနေပြီမနေ့ကလည်းရွာထဲကနွားတကောင်ကိုဝင်ဆွဲသွားပြန်တယ်ကြားကအတော်ကြီးလားဗျတချို့မြင်လိုက်သူတွေပြောတာကတော့9000လောက်ရှိတယ်လို့ပြောတာပါပဲကျုပ်ကကြားကိုတော့ပြစ်လေမရှိဘူးဗျတော်ထဲမှာဆိုတော့သူလည်းမုံဆိုကိုလည်းမုံဆိုစီးတော်ထားတာပေါ့ဗျာခုကကြာရင်ရွာသားတွေကိုဒုက္ခပေးမှဆိုလို့ပါကျုပ်တို့တောသူတောင်သားတွေဆိုတော့တောကိုမိခိုပြီးလောက်ကင်စားတော့ရတာအခုကြားကြောက်တော့တောမတရေတော့အလုတ်ပြက်တာပေါ့ဗျာဟုတ်ပြီကျုပ်ကူညီပေးပါမယ်ဒါပေမဲ့ကျုပ်နောက်တစ်ပတ်လောက်မှလာလို့ရမလားကျုပ်အသားကြောက်တွေဝယ်မဲ့သူနဲ့ချိန်ထားတာဖြစ်နေလို့ဗျလာမယ်ဆိုတာနဲ့ကျင်းတန်းလင်းနေပါပြီဗျာဆက်သားရောက်အောင်လာခဲ့ပြီပါကိုဖို့တီကျုပ်တို့ကိုပြန်ဝဲပြအောင်ခင်ဗျဟာစကားကောင်းနေတာနဲ့ဘာမှအဲ့မခံလိုက်ရဘူးအားနာလိုက်တာဗျာရပါတယ်ဗျာကဲကိုဖို့တီကျုပ်တို့ပြန်အောင်မယ်လူစင်း2ယောက်ကကိုဖို့တီအားလက်ပြနှုတ်ဆက်ခါထွက်ခါသွားကြပါတယ်ဖို့တီရဲ့သူအသားကြောက်ရောင်းသောကိစ္စမှာဝယ်သူကချိန်ထားတဲ့ရက်ကိုရောက်မလာပဲနောက်ရက်မှရောက်လာတဲ့အတွက်ရှာပင်ကုန်းရွာသို့သွားမိကိစ္စ2ရက်ခန့်နောက်ကျသွားပါတယ်သူ့နောက်ကျမှုနဲ့အတူဝမ်းနည်းစရာကိစ္စများရှာပင်ကုန်းရွာမှာလည်းဖြစ်ပျက်သွားပါတယ်ရှာပင်ကုန်းရွာနဲ့ဖိုးတီတို့ရွာက3နာရီခရီးမျှပဲရှိပါတယ်ရှာပင်ကုန်းရွာမှာအင်ဂျီ90ခန့်ရှိပြီးတော့တောင်ပေါ်မှာဟိုတိန်ဒီတိန်တိဆောက်ထားတာမျိုးလည်းဖြစ်ပါတယ်သူလည်းတကြီးအိမ်ကိုမေးမြန်းလာရင်မှအတန်ငယ်ကြီးတဲ့နှစ်ထပ်ပြင်းအောင်အိမ်ရှိသူရောက်တဲ့အခါမေးမြန်းရင်ပြို့တကြီးသူတန်ပေးလိုက်တော့အိမ်အောက်မှခွေးတကောင်ကထိုးဟောင်มาတော့တယ်ဟေးငနဲ့တိတ်ဆန်းခွေးအားအော်ဟဲ့မမဲတန်နဲ့အတူအိမ်ပေါ်မှအသက်50အခန့်လူကြီးတယောက်ဆင်းလာပါတယ်ဘသူနဲ့တွေ့ကျင်လို့လဲကွယ်မောင်ရင်ကကျွန်တော်နာမည်ဖိုးတီပါဒီရွာကကျွန်တော်ကိုကြားပစ်ဖို့ခေါ်ထားလို့အခုလာခဲ့တာပါအော်မောင်ဖိုးတီကိုလာအိမ်ထဲဝင်မင်းကိုမျောနေတာခုမှပဲပေါ်လာတော့တယ်သူအိမ်အောက်ထက်တွင်အထုံများချရင်းဝင်ထိုင်လိုက်ကကျွန်တော်လည်းလာမလို့ပဲဦးရေအလုတ်ကမပြတ်တာနဲ့နည်းနည်းနောက်ကျသွားတယ်
ဒီအတွက်ကျွန်တော်တောင်းပန်ပါတယ်ဗျာရပါတယ်ကွယ်ကိစ္စမရှိပါဘူးဒါပေမဲ့ကြားကတော့အတော်ဆိုးလာပြီကွဒီအပိုင်းအတော်တောင်းကြလို့လားဦးတောင်းကြဆိုရွာစုံပိုင်းကခလိမတယောက်ညကကြားဆွဲခံလိုက်ရတယ်လေဗျာဘလို့ဖြစ်ရတာလဲဦးရဲ့ဖို့တီသူအပြစ်မကင်းသလိုစိတ်ထဲခံစားလိုက်ရပါတယ်ညလေပိုင်းလောက်နော့တင်ကုတ်မှာမီးငိမ့်နေလို့ထပ်မွေးရင်ဘယ်ချိန်ကလေးက6နေမှမသိတဲ့ကြားကဝင်ဆွဲသွားတာကွခုတောင်သူ့လောင်းကိုတွားရှာကြမလို့လူစုနေကြတာကျွန်တော်ပါတခါတည်းလိုက်ခင်မဲ့ဦးဖိုးတီလည်းရွာသားများနဲ့အတူတောင်းနှင်းကအလောင်းကိုလိုက်ရှာကြပါတယ်တွေ့ပြီဟေးတွေ့ပြီဒီမှာရွာသားတယောက်ရဲ့အော်တန်ကြောင့်ထိုနေရာသို့အပြေးလွှားတွားကြည့်ကြပါတယ်ခြုံနှံများထူထပ်စွာပေါက်နေသောရေအိုင်ငယ်လေးအနီးမှာမှောက်လျက်အနေထားနဲ့မိန်းကလေးအလောင်းတစ်လောင်းကိုတွေ့ရပါတယ်အလောင်းမှာကဦးတွေကဖောက်စားထန်ခံရပြီးနံတစ်ချမ်းနဲ့အတူပေါင်တစ်ချောင်းကအယိုးတွေတောင်ပေါ်နေပါတယ်ရင်မမင်းများကလည်းတယုံယုံနဲ့ဝဲကြပြီးတော့ဖိုးတီစိတ်မကောင်းခြင်းများစွာဖြစ်နေရပါတယ်ထို့အတူဆုံးဖြတ်ချက်တစ်ခုအားတပြိုင်တည်းချလိုက်ပါတယ်ဟုတ်ပြီအလောင်းကိုဘယ်သူမှမထိကြနဲ့ဒီတိုင်းလက်ရမပြတ်ထားလိုက်ဒီကြညကြရင်အလောင်းကိုလာစားအောင်ပါပဲကျွန်တော်ကြားကိုဒီညစောင့်ပြစ်ပေးမယ်ညနေဆောင်တော့ထမင်းဟင်းများစားတော့ပြီးနေ့လေကအလောင်းတွေ့ရနေရသူတယောက်တည်းတနက်တလက်ကိုဆွဲရင်ထွက်လာခဲ့ပါတယ်ခတ်တာကဒီအနီးနားမှာလင်ထိုးပြီးစောင့်ပြစ်ဖို့တစ်ပင်ကြီးတွေမရှိအားလုံးကခြုံနယ်ပင်တွေဖြစ်နေတော့အကောင်းဆုံးကတော့အလောင်းကိုအပေါ်စီးကနေလှမ်းပြင်နေရတဲ့တောင်ကမူလေးကအကောင်းဆုံးနေရာဖြစ်နေပါတယ်ဘယ်ရက်ကပဲအလောင်းစီကြားလာလှမ်းမြင်နိုင်ပါတယ်သူတောင်ကမူဘေးကြောက်တုံးကြီးနောက်မှာမိထိုင်ရင်းညမှောင်ရောက်ဖို့ကိုစောင့်နေရပါတယ်ညဟာထိန်ထိန်သာနေသောလာမင်းအလင်းရောင်နဲ့အတူပိုးပြည့်တွန်းတန်တစည်းစည်းဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးကိုလင်းချင်းစွာမြင်နေရပါတယ်အခုလိုအတော်ရင်းကြီးမှာအလောင်းတစ်လောင်းနဲ့အတူရှိနေရခြင်းဟာတော့အနှဲငယ်တော့ကြောရှမ်းပွေရာဖြစ်ပါမယ်ဒါပေမဲ့ဖိုးဒီကအကြောက်လန့်အလွန်နေပါတယ်တောတောင်ကြီးများတွင်သူတယောက်တည်းအိတ်နေကြပါပဲမက်ချင်များကိုက်ခဲတာကတော့ဖိုးဒီအလွန်လူးလဲခံနေရပါတယ်ဒါပေမဲ့လှုပ်ရှားတံမပြူရဲပါဘူးတောကောင်ကြားသည်လဲတနေရာရာတွင်ရှိနေနိုင်ပြီဟုတ်ပါလားသူ့ရှိကကြောက်ထုထက်မှာတနက်ချစ်ရင်အလောင်းပတ်ဝန်းကျင်သို့မျက်ခြေမပြတ်အကဲခတ်နေမိပါတယ်လာမုန်းတဲ့ချိန်ရောက်ပြီးအော်နေသောပိုးပြစ်တံများတိကနေရပ်သွားပါတယ်ဒါကြားအနီးနားသို့ရောက်လာပြီဆိုတော့ဖိုးတီအားသတိပေးလိုက်တယ်လို့ပင်ဒါပေမဲ့ကြားရဲ့အရေးရောင်ကတော့ယခုအချိန်ထိမတွေ့ရသေးပါဘူးထူတော့ထူးဆန်းတယ်တကယ်ဆိုရင်ကြားကသူမကုံ၍ခြံခဲ့တဲ့သားကောင်အနာနောက်တစ်ခေါက်လာဆက်ရပါတယ်လူကိုစားလျင်မှောက်ကုန်ထားပြီးမှစားခြင်းဟာလူမျက်နှာအားကြောက်ရည်ဖြစ်ပါတယ်ယခုအလောင်းပင်လျင်မှောက်လျက်ကြီးဖိုးတေစောင့်နေရတာစိတ်မရှိခြင်းတော့ကြားကအခုထိထွက်မလာဘူးသူစောင့်နေတာသိ၍မြလားဟုဖိုးတွေတွေးမိနေပါတယ်ထိုအချိန်မမျှော်လင့်သောမြင်ကွင်းကိုမြင်လိုက်ရတော့ဖိုးတီတန်တော်နဲ့ထိတ်လန့်သွားရပါတယ်အလောင်းကောင်သည်မှောက်ရကြီးကွတက်ခါတောက်တောက်ကြီးမတ်တရက်၍ဖိုးတိန်နဲ့မျက်နှာချင်းဆိုင်ကိုလှည့်လာခြင်းကြောင့်ဖိုးတိန်မယုံနိုင်စွာသူ့မျက်လုံးအားပုတ်ကြည့်လိုက်သည်ဟုတ်ပါတယ်သူမြင်မမှားပါဘူးအလောင်းကောင်ဟာမတ်တရက်လျက်သူပုံနေရသို့စူးစိုက်စွာကြည့်နေခြင်းဖြစ်ပါတယ်သွေးဆိုးနေသောသပင်များကမျက်နှာအပေါ်ကိုဖယိုဖယဲအုပ်ကျနေပါတယ်ခေါင်းတစ်ခုလုံးမှာလည်းသွေးများချင်ချင်းညီကမျက်လုံးများပြူးထွက်မတက်ပြူးကျင်နေပြီးတော့နံပြီးကြားစားထားတဲ့ဝမ်းပိုက်မှသွေးများစီးကြလျက်ခြေတစ်ဖက်တွင်အယိုးသာရှိသောအလောင်းကောင်ဟာဖိုးတီပုံနေတဲ့နေရာအားစိုက်ကြည့်နေခြင်းဖြစ်ပါတယ်ဖိုးတီသူနှလုံးခုန်တံကိုပင်သူပြန်ကြားရလောက်အောင်ရင်ခုန်တံများမြန်ဆန်ပြီးတော့ခေါင်းနှပန်းများကြီးလျက်နေရာတွင်ပင်ကြောက်စိတ်ဖြင့်ကြက်တည်တည်နေမိပါတယ်အလောင်းကောင်၏လက်ဖက်သည်တဖြည်းဖြည်းမြောက်တက်လာလျက်သူပုံနေသောနေရာနောက်သို့ဆန်တန်းလိုက်ပါတယ်နောက်မှအကွဲ6ကပ်နေတဲ့လေတံနှင့်အတူလက်ကိုဆန့်၍ဖိုးတီအားပြောလာခြင်းကြောင့်ကြက်သီးမွှင်းခြင်းများထောင်ထ၍ခဏပင်မှင်သက်သွားပါလေဖိုးတီမှာတော့မိမိနားကိုပင်မယုံနိုင်လောက်အောင်အံ့ဩသွားရသလိုအလောင်းကောင်စီမှထွက်လာသောစကားသံနှင့်တစ်ဆက်တည်းအန်ရဲ့အငွေ့သက်ကိုပါရလိုက်မိပါလေသူ့နောက်စီမှတို့ဘဝညင်သာလှုပ်ရှားမှုတစ်ခုကိုအာယုံခံမိသောကြောင့်မောင်းတင်ထားသောတနက်ကိုပြည့်ရန်အနေအထားပြု၍ကိုခန္ဓာအားနောက်သို့ဆက်ခနဲလှည့်လိုက်တော့ပါလေဖို
ဖိုးတင်နောက်သို့လှည့်၍သူ့တနံအားဆက်ခနဲ့ထိုးချိန်လိုက်ချိန်မှာသူ့အပေါ်မိုးနေသောအရေးတစ်ခုကိုမြင်လိုက်ရတာကြောင့်ဘာကူမှမစင်းစားနိုင်တော့ဘဲတနံမောင်းကိုဆွဲဖြုတ်ချလိုက်ပါတော့တယ်။ဒိုင်းငနဲ့အတန်နဲ့အတူတိတ်ဆိတ်သောညတွင်ရန်အောင်ပေါက်ကွဲတံတစ်ခုကိုကျေလောင်စွာထပ်ပေါ်လာပါလေ။အိတ်တဝင်ငှက်တချို့ထပြန်တန်နှင့်အတူတောတွင်တိရစ္ဆာန်များခြေဦးတက်ရာပြေးလွှားတံများဖိုးတီကြားလိုက်ရပါတယ်။ဖိုးတီ၏တနတ်တန်ကကျေလောင်စွာပေါ်ထွက်လာခြင်းပင်ဖြစ်ပါတယ်။သူ့ပေါ်မိုးသောအရေးဟာသူ့စီမရောက်မီမြေပေါ်ပြုတ်ကျသွားသည့်ဆန့်ငင်ဖြင့်အကျော်ဆဲနေရင်းအသက်ပါပျောက်သွားပါတယ်။ဖိုးတီပြစ်လိုက်သောကြည်သည်ခေါင်းအုပ်လာသောကြား၏ရှေ့လက်ပြင်အသေးနှလုံးနေရာကိုဓာတ်ရိုက်ထိမှန်သွားခြင်းကြောင့်ကြားကြီးမှာတစ်ချက်ထဲနှင့်ကိစ္စပြတ်သွားခြင်းပင်ဖြစ်ပါတယ်။ဖိုးတီကံကောင်းထမ၍အသက်ဘေးမှတီတီလေးလွတ်မြောက်သွားခြင်းပင်ဖြစ်ပါတယ်။သူပုံအောင်ဆောင်ဆိုင်နေသောကြားကြီးကတော့သူ့အားဘယ်ချိန်ကလေးကချောင်းနေမှမသိသူနှင့်မနီးမဝေးကြားတခုံစာအကွာအဝေးမှချောင်းနေခြင်းဖြစ်ပါတယ်။ဖိုးတီရှိသို့မဲနေခြင်းနောက်ကျောမှအလစ်ဝေးဆွဲရန်ပတ်ချောင်းနေသောကြားကြီးတည်ဆုံးသွားပါပြီ။ကံကောင်းထောက်မ၍သာမုံဆိုးဘဝမှတားကောင်ဘဝမရောက်သွားရခြင်းပင်ဖြစ်ပါတယ်။ကြားကြီးလက်မှသူ့အသက်ကိုကယ်ခဲ့သူမှာအသက်မရှိသောလူသည်အလောင်းတလောင်းဟုပြောလျင်ယုံနိုင်စရာမရှိပါဘူး။အလောင်းကောင်ဖိုးတီအသက်ကိုကယ်လိုက်ခြင်းပင်ဖြစ်ပါတယ်။သူ့ကိုတတ်သွားသောကြားအားတမလွန်မှလက်စားချီလိုက်ခြင်းပင်ဖြစ်ကြောင်းဖိုးတီစိတ်ထဲတွင်ဆက်ဆက်တွေးနေမိပါတယ်။ဖိုးတီလည်းယခုမှအလောင်းကောင်အားတတိယကပြန်ကြည့်လိုက်ပါတယ်။ဟာဖိုးတီတယောက်အလောင်းကောင်ရှိရာကိုလှမ်းကြည့်ချိန်မှာတော့စိတ်တွင်းဇဝေဇဝါဖြစ်သွားမိပြန်ပါလေ။မြင်မှားခြင်းပဲလားအလောင်းကောင်မှာမှောက်လျက်သားပုံစံမပြတ်အတိုင်းရှိနေခြင်းကြောင့်ပဲဖြစ်ပါတယ်။ဒါဆိုစောနာကသူမြင်လိုက်ရသည့်လူဒီလောင်းကသူ့အားကြားရန်မှလွတ်မြောက်စေရန်သတိပေးခြင်းဆိုသည်မှာသူအမြင်မှားခြင်းဆိုရင်ပင်စကားသံကိုကြားလိုက်ရသည်မှာသိကြနေပါတယ်။မားစရာမရှိသောအခြေအနေမျိုးပါပဲ။ဖိုးတီတနတ်တန်ကြောင့်မိတုံများကင်ဆွဲကဖိုးတီထံလာနေသောရွာသားများအားမြင်တွေ့ရနေပါတယ်။ကျေးဇူးတင်ပါတယ်။ကြားလက်ကလွတ်အောင်အသက်ပေးပြီးကျွန်တော်အသက်ကိုကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဖိုးတီကအလောင်းကောင်အားကြည့်ကလှမ်း၍ပြောနေခြင်းဖြစ်ပါတယ်။ဖိုးတီမှာသူကြုံရသမျှအဖြစ်အပျက်များအားရွာသားများကိုပြန်ပြောမပြရန်ဆုံးဖြတ်ထားပါတယ်။အကယ်၍သူပြန်ပြောပါကလည်းယုံသူရှိမှမဟုတ်တာတေချာနေခြင်းအတွက်ဖြစ်ပါတယ်။ရွာသားများမိတို့တဝင်းဝင်းဖြင့်ဖိုးတီအနီးသို့ရောက်လာပြီးဖြစ်ပါတော့တယ်။ပြည်သက်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့တေသူပေးသောအသက်ဆိုတဲ့ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးပါပြီ။ဇလန်းကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ like and subscribe လေးလုပ်ထားပေးပါအောင်ခင်ဗျာ။